စိတ်မိတာတဲ့ကျင်းကန်ကန်ကဂိုင်းကောင်းဆောင်ကအစိတ်တွေကိုကြင်ကြံချင်းစွမ်းအားနဲ့ဖြေလိုက်ပြီးတဲ့အချိန်မှာကောင်လေးငါတို့ရဲ့တိုက်ပွဲကိုဒီမှာပဲရက်ကြကြအောင်ဆိုပြီးတော့ပြောလိုက်ပါတယ်မင်းလည်းခေါင်းဆောင်လိန်အတွက်ရက်ဆောင်ကိုတက်ပြီးလက်စားလဲချိပြီးမဟုတ်လားမင်းငါကိုတိုက်ခိုက်ရင်ငါတို့ကျင်းကြံဂိုင်းကလူတွေနဲ့ရန်သူတာဖြစ်ရုံမကငါတို့ဂိုင်းကဂိုင်းကောင်းဆောင်ကမင်းကိုလာတက်မယ်လို့ပြောလိုက်တဲ့အခါစီချင်းရက်ဆောင်နဲ့တိုက်ခိုက်တော့ကတန်ရာရထားတဲ့အစိမ်နဲ့ဗဇက်ကနေတွေးမြအန်ထွက်တဲ့အခါမှာအခွင့်အရေးပဲဆိုပြီးရှီရှင်းကိုအလေးဝင်တိုက်ခိုက်တော့သည်စီချင်းကဒါကိုတတိထားမိပြီးလေတဲကိုခုန်တက်သွားလိုက်ပြီးတော့ရန်သူရဲ့လက်ဘင်းကိုဓာအဖြစ်ထိုးလိုက်တော့သည်မထင်မှတ်ထားတဲ့ရှီရှင်းရဲ့တိုက်ခိုက်မှုကြောင့်တန်ရာရသွားပြီးရန်သူကစိတ်တူပြီးခေါင်းတုံလုံးမကောင်းဆိုးဝါးအတွင်တို့ပြောင်းလိုက်ပြီးကောင်လေးမင်းငါကိုအတင်းဖိအားပေးလို့ဒီမှာပဲမင်းအတက်ထွက်သွားစေရမယ်လို့ပြောလိုက်တယ်စီချင်းတန်အပြင်းဝင်တိုက်ခိုက်တဲ့အခါစီချင်းကနတ်ဖယားကြောင်းပြက်မှရထားတဲ့ထိုက်ချန်တာဓာကြီးရွယ်ချက်ကိုထုတ်တော်မူပုံဖော်နေသည်နတ်ဖယားကြောင်းမှရထားတဲ့ကိုဘွားကြီးစဉ်ဖြစ်တဲ့နတ်ဖယားပုံဖော်ကြီးစဉ်ကိုထုတ်တုံးလိုက်တဲ့အခါမှာအနောက်ကနေကိုဘွားတစ်ခုပေါ်ထွက်လာပြီးရှူရှင်းအားဆွမ်းအားများပေးခဲ့နေသည်လက်ထဲသို့ဆွမ်းအားတွေဆူစီလိုက်ပြီးဓာကြီးရွယ်ချက်ပေါ်လာတာနဲ့သူ့အစိတ်ကိုပြေးလာနေတဲ့မကောင်းဆိုးဘွားကိုလေတဲကိုခုန်တက်လိုက်ပြီးထိုက်ချန်တာဓာကြီးရွယ်ချက်နဲ့တစ်ချက်တည်းတာခုတ်ထည့်လိုက်သည်ခေါင်းတုံးလုံးမကောင်းဆိုးဘွားခန္ဓာကိုယ်တစ်ခုလုံးပောက်ကွဲပျက်စီးသွားသည်တစ်ဆက်ထဲမှပဲလှောင်အိမ်ထဲမှဖမ်းထားတဲ့ကလေးငယ်များကိုလှောင်အိမ်ကိုပျက်စီးပြီးကယ်လိုက်နိုင်ခဲ့တယ်ပောက်ကွဲတံကြောင့်အပြင်ကနေစီကျင်းနဲ့ရန်လာတို့နှစ်ဦးစီချင်းအတွက်စိတ်ပူသွားတယ်အထဲကိုမျှော်ကြည့်နေတော့ကလေးငယ်တဦးထွက်လာပြီးကလေးရဲ့အနောက်မှာစီချင်းထွက်လာတာမြင်ရတော့မှသူတို့နှစ်ဦးလည်းတက်ပြင်းချနိုင်တော့တယ်ထွက်လာတဲ့ကလေးငယ်များကိုသူတို့မိဘတွေကလက်ခေါ်သွားပြီးနောက်ကျင်းကန်ကိုင်းကသူတို့ကလေးကိုကယ်ပေးတဲ့အတွက်စီချင်းကိုကျေးဇူးတင်စကားပြောနေကြတယ်စီချင်းကကျင်းကန်ကိုင်းကခေါင်းဆောင်တဦးကိုတက်လိုက်တော့ကြောက်ပြည်သူများကကျင်းကန်ကိုင်းကလူတွေသူတို့ကိုပါရန်စာမှကြောက်လို့ရှီချင်းအနာကိုဘသူမှမတွားရကြဘူးထို့ထဲကကလေးငယ်တဦးကတော့စီချင်းကိုအရက်ဘူးတဘူးတွားပေးခဲ့တယ်စီချင်းနဲ့ရန်လာတို့နှစ်ဦးကခေါင်းဆောင်နေအခြေအနေမရတော့ဘူးလို့ရှီချင်းကိုပြောပြလိုက်တယ်ရှီချင်းကကျင်းကန်ကိုင်းကနင်းကိုပြန်ညှိုးထားနေပြီးငါတို့နှစ်ယောက်နဲ့လိုက်ခဲ့မလားခေါ်ပြင်မဲ့ရှီချင်းကသူတို့နှစ်ဦးနဲ့မလိုက်တော့ဘူးလို့ပြောလိုက်ပါတယ်ခေါင်းဆောင်လည်းရဲ့နောက်ဆုံးခရီးကိုသူလိုက်ပို့ပြီးမှကံမကုန်ရင်ပြန်ဆောင်ကြဒေတာပေါ်ပြောလိုက်ပြီးသူတို့နှစ်ဦးနဲ့လမ်းခွဲထွက်လာခဲ့တယ်ခေါင်းဆောင်လင်ကိုကြောမှပိုးပြီးထွက်လာခဲ့ပြီးနောက်ခေါင်းဆောင်လင်ကိုကောင်းမွန်တဲ့နေရာမှာမြုပ်မလို့နေရာလိုက်စာနေခဲ့တယ်တလိษံအယိုးတွေပဲစီတဲ့တဲတောင်ပြင်ကိုဖျက်ကျော်လာပြီးအစိမ်းမှတွေးနေရတဲ့မကောင်းဆိုးဝါးတစ်တော်ကိုပါထပ်မံဖျက်ကျော်လာခဲ့တယ်ထိုအထဲမှာပန်းနေဝိစာနေတဲ့တစ်ပင်အနားကိုရောက်တော့ခေါင်းဆောင်လင်ကိုချပေးလိုက်ပြီးခေါင်းဆောင်လင်ပြောမဲ့စကားတွေကိုနားထောင်နေတယ်ကောင်လေးငါတေးရမှမကြောက်ပင်မဲ့မတေးခင်ကိုရင်းနီးနဲ့မိတ်ဆွေတွေအနားမှမရှိမှပဲငါအရန်ကြောက်တယ်အခုငါမှမတေးခင်ဘေးနားမှမိတ်ဆွေအဖော်ရှိတယ်လို့တောက်စရာအရက်လဲရှိတယ်ဆိုပြီးစီချင်းကိုအရက်တစ်ခွက်တောင်းတောက်လိုက်တော့တယ်စီချင်းကအရက်ကိုဖျက်နဲ့ထည့်ပေးလိုက်ပြီးခေါင်းဆောင်လင်ကိုတိုက်လိုက်ပါတယ်ဒီဘဝမှာငါတီးပြောပါပြီပြောပြီးတာနဲ့ခေါင်းဆောင်လင်ကတူဤစနီလောင်ထောင်ဟုံကိုတွေးရင်ထောင်ဟုံနဲ့တွေးရတော့မယ်လို့ပါဇက်ကထောင်ဟုံနာမည်ကိုတူတူခေါ်နေရင်းနဲ့ပဲတေဆုံးသွားခဲ့တယ်ခေါင်းဆောင်လင်ကိုတစ်ပင်နားပါပဲမြုပ်လိုက်ပြီးဂမဲတိုင်နဲ့စိုက်ပေးခဲ့တယ်ခေါင်းဆောင်လင်ရဲ့နေအိမ်မှာဆွချင်းတစ်ယောက်တည်းအရင်ကအတူတူစီးခဲ့ဘူးတဲ့အမှတ်တရတွေကိုမျက်လုံးထဲမှာပြန်ပေါ်လာရင်စိတ်မကောင်းဖြစ်နေတော့တယ်ကျွန်တော်တင်ဆက်ပေးတဲ့အပိုင်းကတော့ဒီမှာပဲပြီးဆုံးပါပြီကျွန်တော်ရဲ့ YouTube Channel လေးကိုလည်း Like and Subscribe နဲ့ Notification ခေါင်းလောင်းလေးကိုလည်းနှိပ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်နောက်လာမယ့်အပိုင်းမှာဆွချင်းတစ်ယောက်တည်းအဖွဲကနေဘလို့များထွက်ပြီးတော့ဘလို့များချင်းဆိုင်ရအောင်မလဲဆိုပြီးကျွန်တော်တို့စောင့်မျှော်ကြည့်ရအောင်မှာဖြစ်ပါတယ်ခင်ဗျာ